ဘာမှလဲလို့လဲလို့ဘာလဲလို့ဘယ်ပလာ ကဲဆရာလေးကတော့လည်းပြန်ရမယ်ကဲလိပြီ ဘာမဟုတ်ဘူးနော်ဘာမဟုတ် ဖျားရည်ချုံပြီးတော့ကြက်သေးတော့မတုံးကြနဲ့ဟေးနော်ပြောရင်လည်းကိုပေါင်ကိုလှန်ထောင်းတယ်လို့ပဲအမအတန်လေးလည်းနားတောင်ကြည့်မူယူနေတဲ့အတန်လေးကနော်ကို့မှာတဏှာတွေຢာကတွေအဲ့လိုမျိုးတဏှာမီးတောက်နေလို့ရှိရင်လူဝတ်လဲပြီးတော့ကိုယ့်ကိုကြိုက်တယ်လို့လောက်ကြနော်အခုကကြတော့ဟိုလူဝတ်လဲလို့ရှိလို့ရှိရင်လည်းအလုံးလောက်ရမှာလက်ကြောမတင်ဘူးနော်အလုံးလောက်စားမှာကြာလို့လက်ကြောမတင်လို့သင်္ကန်းခြုံထားတယ်သင်္ကန်းခြုံထားတော့ရယ်ဘာလဲဆိုတော့ဟိုကြောကလည်းထပ်တင်ပြန်တယ်ဒီလိုမျိုးမကောင်းတဲ့လူတွေကြောင့်တခြားသီလတမာတိတိတ်ခါနဲ့ပြည့်စုံတဲ့ယဟန်တန်ဃာတော်တွေဆရာတော်တွေလည်းအထင်သေးခံရတယ်နော်ဒီလိုမျိုးသာသနာကိုဖျက်နေတဲ့နော်ဒီလိုမျိုးပြောမှဆိုအသက်တွေလည်းငယ်တော့တာမဟုတ်ဗျာပေါ့မှာပေါ့အဲ့ဒီမှာသင်္ကန်းဝတ်ထားတဲ့အဖိုးကြီးမျက်နှာကိုလည်းကြည့်အောင်နော်ဒါကတော့ကျွန်တော်တို့ယဟန်လို့တော့မတုံတော့ယဟန်လည်းမဟုတ်တော့ဘူးအဲ့ဒီလူကပါဏာဇိကကြသွားပြီပါဏာဇိကကြသွားရင်ယဟန်မဟုတ်တော့ဘူးဘာလို့လဲဆိုတော့ကျွန်တော်ကာမဆက်ဆံလို့မရဘူးယဟန်မှာအရက်တွေပါတောက်တုံးလိုက်ရင်တော့မှကျွန်တော်တို့အာဘဖြေလို့ရဒါတွေကအာဘဖြေလို့မရတော့ဘူးနော်အမှဆရာလေးနဲ့အမှဖျားစဉ်အရှိမှာဖြစ်ကျင်တိုင်းဖြစ်ပြက်ကျင်တိုင်းပြက်ပြီးတော့နော်ဒီကျွန်တော်တို့ဒီဟာရုပ်ပြအရေးယူစေချင်တယ်ဘာလို့လဲဆိုတော့အခုနောက်ပိုင်းဒါတွေတော်တော်များလာပြီဒီတီလာရှင်တွေနဲ့ဖုန်းကြီးတွေနဲ့အပြင်မှာကျွန်တော်လူဝတ်နဲ့နေလို့ရှိရင်ဗျာပေပေပန်းရှာစားရတယ်မရှာစားခြင်းဘူးသူများလှူတာတန်းတာကိုအရန်နဲ့စားခြင်းနဲ့အရန်နဲ့စားခြင်းတော့ကိုယ်ကတီလာရှိလားဆိုတော့လေတီလာလည်းမရှိဘူးတီလာမရှိတဲ့အပြင်ကိုဗီဒီယိုတွေရိုက်ပြီးတော့ကာမဆက်ဆံတဲ့ဥစ္စာတွေနန်းတဲ့ဥစ္စာအမှဆိုဖျားရှင်ရှင်မှာဖြစ်ပြနေပြီတောလုံးတွေလဲပြီးတော့မှဖတ်ပြီးတော့လုံနေကြတော့အာကုသိုလ်တွေများတယ်ဗျာနော်ဒီဗီဒီယိုဖိုင်လည်းမများတွေ့အောင်ဝိုင်း share သွားပေးကြပါနော်ဒီသာသနာမှာကျွန်တော်တို့ဒီသာသနာရေးနဲ့ပတ်သက်တဲ့လူတွေလည်းဒီပုံကိုယ်တွေကိုတရားစွဲပေးပါလို့ကျွန်တော်တို့ဒါပြောချင်ပါတယ်ဗျာနော်